ထိုင်းစာလေးလာနေတဲ့သူတွေမိုင်းရမုတ်အကြောင်းကိုသိပြီးပြီလားမသိသေးဘူးဆိုရင်ရှေ့ပိုင်းမှာပြပြထားပါတယ်ဒီနေ့ကတော့မိုင်းရမုတ်ရဲ့ပုံစံ၃မျိုးရှိတဲ့ထဲမှာနံပါတ်ကျန်နေတဲ့နံပါတ်2နဲ့3ကိုပြပြမှာပါနံပါတ်2ပုံစံကကြတော့စကားစုလေးတစ်ခုရဲ့အနောက်မှာမိုင်းရမုတ်ပါတာပါအဲ့ဒီအခါမှာမိုင်းရမုတ်ရဲ့အရှိမရှိတဲ့စကားစုလေးကိုနှစ်ခါပြန်ပြီးတော့ပြောပေးရပါတယ်ကြည့်လိုက်အောင်ခေါ်ဥနော်ခွန်းหอนออึงอหนึ่งไม้เอกหนึ่งคนหนึ่งไม้ยมกคนหนึ่งคนหนึ่งလူတယောက်ချင်းစီတူချင်းစီมอเอแม่ไม้เอกแม่จออาจาไม้จตวาจ๋าแม่จ๋าไม้ยมกแม่จ๋าแม่จ๋าเมเมเยเมเมเยလို့ခေါ်တာပါตอเอเตไม้เอกแต่รออะละวออะนอวานแต่ละวันมายมกแต่ละวันแต่ละวันနေ့စဉ်နေ့တိုင်းทออีทีรออะละหอยออุดอหยุดทีละหยุดมายมกทีละหยุดทีละหยุดတစ်ဆက်ချင်းစီအခုပြီးသွားတဲ့နံပါတ်1နဲ့2နှစ်ခုစလုံးကနာမ်ရဲ့အနောက်မှာမယမုတ်ပါတာပါအခုပြောမယ့်နံပါတ်3ကကြတော့ဒီဝါကျတစ်ချောင်းပါဝါကျတစ်ချောင်းလို့ပြောရင်အရှိကကတ်သားပါမယ်နောက်ကပြုလုပ်တဲ့ကရိယာပါမယ်ပေါ့နော် subject ပါမယ် verb ပါမယ်အဲ့တော့အဲ့ဒီလိုမျိုးဝါကျတစ်ချောင်းမှာအတိတ်ပဲပြည့်စုံတဲ့ဝါကျတစ်ချောင်းသူ့ရဲ့အနောက်မှာမယမုတ်ပါတာပါကြည့်လိုက်အောင် for I find หอมอ I ไหมไม้โทไหม้ไฟไหม้မယမုတ်ไฟไหม้ไฟไหม้မီးလောင်နေတယ်မီးလောင်နေတယ်လို့ပြောတဲ့အတန်မှာรอโอทอรถมออามารอแอลแล้วไม้ถูกแล้วรถมาแล้วมายมกรถมาแล้วรถมาแล้วကားလာပြီကားလာပြီဆိုတဲ့အတိတ်ပဲပါသင်ခန်းစာလေးတွေကို YouTube မှာလည်းလေ့လာလို့ရပါတယ်နော်